ငါကတော့ရခိုင်ပြည်နယ်ကိုတော်တော်နှံ့ခဲ့တဲ့အနေအထားမျိုးစီသူကပထမတစ်ချိန်စစ်စင်ရေးတော့အခုအာရကာတက်တော့ဒုတိယအကြော့132ခွန်နောက်ပိုင်းမဟုတ်ဘူးအဲ့ဒီရှေ့မှာတော့ငါတော်တော်အဲ့ဒီဘက်မှာအလုပ်လုပ်ခဲ့ဘူးတယ်လို့ပြောလို့ရတာဗောနော်အဲ့တော့နောက်တစ်ခေါက်အခုပြန်ပြီးတော့မှထပ်ပြီးတော့မှလွတ်မဲ့အနေအထားမျိုးသူတို့တွေကတော့ဒီမိထီလာကနေပြီးတော့မှပြည်ဘက်ကိုဟွာဖြစ်တယ်ပြည်ကနေဆိုရင်တော့တေချာပြီး brown အုပ်ရှိပင်ဒီတောင်ကုန်းလမ်းအတိုင်းပဲဆက်ပြီးတော့မှဟွာဖြစ်မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ကျန်တဲ့ဟိုဘက်မြန်အောင်ကြံခင်းဘက်ကိုရွှေ့ပြီးကမှဟိုဘက်ကနေဟိုရေကြီးအတုပ်ဘက်ကနေတက်မလားARD တိုင်းပေါင်းနဲ့ဟို sorry ARD တိုင်းပေါင်းနဲ့ ARD တိုင်းပေါင်းနဲ့ဗဟိုတိုင်းပေါက်ပေါ့နော်ဒီနှစ်ပေါက်တည်းကတဘောပေါက်ကနေပြီးတော့မှငါးကရခိုင်ကိုပြန်ပြီးတော့မှထိုးမဲ့အနေထားမျိုးတွတ်တွေ့ရပါတယ်ဆိုတဲ့ဟာလေးပြောချင်တာပေါ့နော်ဟုတ်နောက်တစ်ခုကလည်းအဲခွန်ကတော့ဘုံကခုနကျွန်တော်တို့စကိုင်းတိုင်းကလေးကနေကြီးမှဒါ Y8 နဲ့ပေါ့နော်ပြန်တယ်လာပြီးတော့ရန်ကုန် Y8 နဲ့တည်တယ်ရှမ်းထဲကနေကြီးမှခုနအင်အားတော့ကျွန်တော်တို့လူရောက်1400ကျော်လောက် Y8 16ခေါက်ပေါ့လေ ATR ဆိုရင်9ခေါက်လောက်ဒါရှမ်းတဲလေတက်ကနေကြီးမှကလေးလေစိတ်ကိုဆင်းပြီးတော့ဖလန်ရှင်းပြီးတဲ့ဖလန်ပေါ့နော်ရှင်းပြီးတဲ့မြောက်ပိုင်းဖလန်တို့တီတိန်တို့ဘက်ကိုအင်အားဖြန့်ပြီးတော့မှအဲ့အင်အားပေါ့ဒီခွန်အင်အားကိုတော့ရန်ကုန်ပြန်တည်လာတာရှိတယ်ပေါ့နောက်ကျွန်တော်ခံမှန်းတာကတော့ခွန်ကဒီပဲခူးတိုင်းတွေတွေများထိုးမလားဆိုတာကိုတော့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေကမျက်စိမပြည့်စောင့်ကြည့်ရမယ်လို့လည်းမြင်တယ်ပေါ့လေဟုတ်နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ DKB ကနေမှစစ်ကောင်စီကိုကန့်ကွက်ထားတာပေါ့အဲ့ဒါတော့ပြီးခဲ့တဲ့ရက်ပေါ့နော်18ရက်နေ့ကနေမှဟိုကမတ်285ရှီလင်တိုင်ရင်ကနေမှပြစ်လိုက်တဲ့လက်နက်ကြီးက DKB ရဲဘော်ကြာဆုံးသွားတဲ့အတွက်ဒါကန့်ကွက်ကြောင်းစာထုတ်ထားတာလည်းတွေ့ရတယ်ပေါ့ဟုတ်ဒါကဟိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်DKB ကဒီလိုစာထုတ်တာကျွန်တော်တခါမတွေ့ဘူးစစ်ကောင်စီကိုကန့်ကွက်ကြောင်းတခါမှမတွေ့ဘူးပေါ့မတွေ့ဘူးအဲ့တော့သူစာအပြည့်စုံလေးကျွန်တော်ဖတ်ပြမယ်ပေါ့နော်အဲ့တော့ဒါသူစာကတော့ဒီမိုကရေစီကြိုးပြုကရင်တက်မတော်တဲ့ DKB စုံစည်းမြိုင်ပေါ့နော်စာမှတ်က4မြင်းသော3.3ခွန်မြင်းသောစခါရမြင်းသောစခါရ -3.6မြင်းသောဦးငါးပေါ့နော်ဦးငါးကတော့ကျွန်တော်ဒါစီယုံရင်းနဲ့ထွက်တာပေါ့နော်ဦးတင်းနဲ့လည်းမထွက်ဘူးဦးလေးနဲ့လည်းမထွက်ဘူးရန်သူတရင်ပုံစံမျိုးလည်းမထွက်ဘူးသူကစစ်စင်ရေးပုံစံမျိုးလည်းမထွက်ဘဲနဲ့ဦးငါးပေါ့နော်စီယိုရေးနဲ့ပတ်သက်တဲ့စာထုတ်တာပေါ့အဲ့တော့ရက်ဆွဲကတော့2026ဩဂုတ်လ18ရက်နေ့သူ့အတွင်းမှုတဲ့အမျိုးသားစီလုံးညီညွတ်နဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီနေပြီးတော့တိုင်းရဲ့စာပို့တာအကြောင်းအရာကန့်ကွက်ကြောင့်တင်ပြခြင်းနဲ့အပိုက်တွေကမိမိတို့ဒီမိုကရေစီကြိုးပြုကင်းတမ်းမတော် DKB သည်နိုင်ငံတော်ဆိုးကနေလက်တွေ့နေမီတည်ငြိမ်အေဂျင့်ရေးဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူလူထုများအေဂျင့်စွာနေထိုင်လုပ်ကိုင်စားသောက်ရေးအတွက်အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရေးအတွက်နိုင်ငံတော်ဆိုအနေအတူတကွလက်တွဲဖော်ဆောင်လျက်ရှိသောတပ်ဖွဲ့ဖြစ်ပါသည်တဲ့ဒါလည်းအမှန်တရားပဲမှန်တရားပဲဆိုတာကဟိုပြောရမယ်ဆိုရင်ခဏကလိခံရတယ်အဲ့နဲ့အချိန်ထိုးခံနော် DKB ကဘာမှမပြောဘူးကျွန်တော်တော့တစ်ခါပြောပါသေးရဲ့ဖျားဖြစ်မဲ့အဖွဲ့လားမသိဘူးဗောနော်သူတို့တွေခန္တီပါရမီတော်တော်ပြည့်စုံတယ်တီးခံနိုင်စွမ်းရှိတယ်ဗောနော်ဘာကြောင့်လဲဆို FVB နဲ့ကောက် FVB နဲ့တိုက်ခံရတယ်ဟုတ်လားဟို site ထဲကိုတရုတ် site ထဲကိုလက်နေကြီးနဲ့အပြစ်ခံရတယ်စီရေးချုပ်အိမ်ကိုကာမီကာတဲ့နဲ့ဝင်ပြီးတော့မှ drone နဲ့ဝင်ပြီးတော့မှချခံရတယ်အများကြီးပေါ့နော်ဟိုအလောက်ခံရတယ်အဲ့နဲ့အချိန်ကြီးထိုးခံရတာပေါ့နော်အဲ့တော့သူတို့ကတကယ်တီးခံနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့ထက်ပါကြောင်းအပိုင်းနှစ်ကတော့ထက်ပါကြောင်းကိစ္စနဲ့ပတ်သက်ရတဲ့18ရက်8လ2026ရက်နေ့ညနေ1:25နာရီချိန်ခန့်တွင်အမှတ်2.5ခြေလင်တိုင်းမှာပြစ်လွတ်သောလက်နက်ကြီးကြီးသည်မိမိတို့ဒီမိုကရေစီကြိုးပြုကင်းတမ်းမတော်တပ်ဖွဲ့ဝင်များအခြေပြုလျက်ရှိသောတပ်စခန်းမြေပုံညို့မှာထည့်တာနော်မြေပုံညို့မှာထည့်ဒီနေရာမှာငါတို့ရှိတယ်မင်းတို့လှုပ်တဲ့ဟာကြီးကငါတို့တွေဆိုတာဒီမင်းတို့ဒီနေရာကိုထပ်ပြအောင်မလားပြည့်ရင်လည်းငါတို့ပဲဆိုတဲ့ဟာကိုတမင်ကမြေပုံညို့ထည့်တာလို့ကျွန်တော်ယူဆရတယ်ဗောနော်အဲ့တော့မိမိတို့တပ်ဖွဲ့ဝင်များအခြေပြုလျက်ရှိသောတပ်စခန်းခမ်းမမြေပုံညို့40ခုကျူ MU 95325 2944ဗောနော်နေရာသို့ကြားရောက်ပောက်ကွဲခဲ့ပြီးတပ်ဖွဲ့ဝင်2ဦးကြဆုံးတာတဲ့တပ်ဖွဲ့ဝင်6ဦးစိုးရင်ရတပ်ဖွဲ့ဝင်8ဦးမစိုးရင်ရနဲ့တပ်ဖွဲ့ဝင်မိသားစုကလေးတငယ်3ဦးစိုးရင်ရနော်အဲ့ဒါမစိုးရင်ရမို့စိုးရင်ရထိခိုက်ဒဏ်ရာအသီးသီးများရရှိခဲ့သည်တဲ့မိမိတို့တပ်ဖွဲ့အနေဖြင့်ဒေတာတွင်တည်ငြိမ်ငြိမ်းချမ်းရေးအတွက်တည်ငြိမ်ငြိမ်းချမ်းမှုရရှိရေးအတွက်နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်များနဲ့အညီ
တက်မတော်နေပူပေါင်းကြီးလက်တွဲဆောင်ရွက်လျက်ရှိတော့ပြောရရင်တော့ရေရှည်တည်တဲ့ခိုင်မြဲသောငြိမ်းချမ်းရေးအတူတူကလက်တွဲဖော်ဆောင်နေခြင်းလုံးဝတော့ခွင်းသားခွင်းမိတ်လုံးဝနော်မဖြစ်ပွားသေးသောဖြစ်စဉ်တစ်ခုဖြစ်ကြောင်းနဲ့နောက်နေအလားတူဖြစ်စဉ်မျိုးလုံးဝခွင်းသားခွင်းမိတ်လုံးဝထပ်မံမဖြစ်ပွားစေရေးအတွက်အမျိုးသားစည်းလုံးညီညွတ်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ကော်မတီအနေဖြင့်ညီနိုင်ဆောင်ရွက်ကြက်မှတ်ပေးနိုင်မှာလေးစားစွာဖြင့်ကန့်ကွက်တင်ပြပါသည်ဆိုပြီးတော့မှတင်လိုက်တယ်မိတူကိုဘယ်သူ့ပေးလဲဆိုတော့တိုင်မှုအရှိတောင်တိုင်းစစ်ဌာနချုပ်ဆိုမော်လမြိုင်ကိုပေးတယ်တက်မှမှုရှေ့တန်းအမှတ်22ချင်းမြတ်တက်မှဌာနချုပ်ဆိုတဲ့ဟိုကိုလည်းပေးထားတယ်ပြောချင်တာဘုံကအဲ့ခလာရ205ဆိုတာဒီတော်လိုင်းရေးတောက်လျှောက်မှာ TKB ရဲ့ဒီ205ကိုကာပါပေးထားတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဗုဒ္ဓဘောတို့တိုက်လို့ထိုင်းနိုင်ငံတို့ဘာလို့ထွက်ပြေးတယ်ပေါ့နော်ပြေးတဲ့လူတွေကဒီ205မှာပဲစူဆောင်ရေးတစ်ဖွဲ့မျိုးလူစုစုပြီးတော့ဒါ TKB ရပဲကာပါပေးထားတဲ့ဟိုရှေ့မြန်တိုင်ရင်လို့ကျွန်တော်ပြောချင်တာပေါ့လေဟုတ်အဲ့တော့ဒီတက်ကဟိုတမအဲ့ရောလေးနဲ့တူပါတယ်ဟုတ်တယ်လေးတက်မှမူဆိုရင်တရားနှစ်ကိုထွက်ပြေးတယ်တရားနှစ်ကိုထွက်ပြေးလို့တရားနှစ်ဒီလိုက်ကြိတ်တယ်နော်တရားနှစ်ဒီလိုက်ကြိတ်တဲ့အချိန်မှာ BGF ကဂျားရီကနေဝင်ပြီးတော့မှမလုပ်ပါနဲ့တည်းတဲ့ပုံမူတဲ့အကြောင်းတရားတွေပြဿနာတွေအများကြီးတက်လာနိုင်တယ်ဆိုပြီးတော့ဂျားဝင်စစ်ဆက်ပေးမှုကြောင့်ဒီကောင်တွေအဲ့နှစ်ခွန်ကအလံကုန်တော့တေးပန်းပြီးသွားပြီခိုင်ရိုင်းပြောရရင်နော်နှစ်ခွန်ကအလံကုန်တော့တေးပန်းဘိုးကင်းအလံကုန်တေးပန်းပြီးသွားပြီနော်အဲ့တော့တေးပန်းပြီးသွားတဲ့အလံကိုဒီကောင်တွေကပြန်ရတဲ့ဟာကိုကောင်းကောင်းအငြိမ်မနေဘူးပေါ့နော်ကောင်းကောင်းအငြိမ်မနေဘူးအဲ့တော့ကျွန်တော်ဟိုနေ့ကပြောလို့ကရင်နေမစည်းလုံးသေးလို့နော်ကရင်နေမစည်းလုံးသေးလို့စီးလုံးတဲ့တနေ့ဟိုဟွာလို့ဘလူးလဲကိုခူရီတို့ပြောလို့မင်းပတိနဲ့နားမှာပတိလှုပ်တဲ့အခါကျလူကြီးတွေကအေးမခံစားနိုင်တော့ဘူးကွာငါတို့တွေတစည်းတစ်လုံးနဲ့ဒီအခက်ခဲကြီးကိုငါတို့တွေအတူတကွတချီတော့ကြော်ဖြတ်ကြမယ်ကွာဆိုတချီထချကြီးအဲစစ်တဲ့ဖိန်ဝေးပြောကျွန်တော်ကြိုက်တယ်လို့ပြောနော်ကရင်ပြည်နယ်လောက်စစ်တဲ့ကြောက်ရတာကရင်ပြည်နယ်ပဲရှိဟုတ်တယ်နော်ကျန်တဲ့နေရာတွေကတော့မရှိမဟုတ်ရှိတယ်မကြောက်အောင်မဟုတ်ကြောက်ရတယ်ဒါပေမဲ့ကရင်ကမိုင်းကျွမ်းတယ်တက်မ9ဆိုရင်အိုးထောင်လိုက်တာကျွန်တော်နဲ့တရင်မှုနဲ့ဟို area ဒီလိုပိုင်းပြီးတော့မှဟိုမိုင်40မှာဟိုကျွန်တော်တို့ဖာပွန်ဟိုကနိုင်တီးနဲ့ကမမောင်းနဲ့ကနိုင်တီးကြားထဲမှာတရင်မှုကဒီဘက် area ယူကျွန်တော်ဒီဘက် area ယူမယ်တချမ်းချပြန်ပြီးဂျိန်းဆိုကြားလိုက်တရင်မှု area မှာကျွန်တော် area မှာတော့တခါမှမဖြစ်ဘူးတဲ့ကျွန်တော်ချရေးလိုက်လောက်အဲ့လိုမျိုးဒီဟိုဟာနဲ့ငါးကလန်ပုံးပြီးပြပါအပြက်အဲ့လိုမျိုးတွေနဲ့ကြီးပဲတောက်လျှောက်ထောင်တာတက်မှ9မှာကျွန်တော်နေခဲ့သမျှကာလပတ်လုံးပေါ့နော်အဲ့တော့ဟိုမိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တကယ်ဟိုလူတို့စီယိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်အကုန်လုံးကတော့အစင်ကတော့ပြည်တယ်ပြည်ပေမဲ့ကိုဟိုဟာပြောလို့ပေါ့နော်ရောင်နီတစ်ပေါ့ဟိုရောင်နီတစ်တော့ကိုစောဖိုးခွားပေါ့ကိုစောဖိုးခွားပြောလို့ငါတို့ဒီကရင်နေတာ COC မိရင်ဘယ်လိုလုပ်၄၅ဘွဲ့ကွဲမှလဲဆိုသလိုပဲပေါ့နော်အဲ့တော့အခုက၄၅ဘွဲ့ကွဲနေသေးလို့မင်းတို့ကန်ကောင်းနေတာအဲ့တော့ DKBA ကဒီချိန်ထုတ်တဲ့စာကတော့ခတ်တင်းင်းစကလုံးတွေပါတယ်ပါတော့မင်းတို့စစ်တဲ့မယုံရင်နောက်တစ်ခါထပ်လို့အဲ့တော့စစ်တဲ့ကအခုဆိုလို့ရှိရင်ဗျာဒီဖလူးမင်းလက်ပံနေစစ်ကြောင်းကြောင်းထိုးနေဖလူးမင်းလက်ပံမှာတစ်ဖွဲ့ပိတ်ထားဟိုဘက်ကျွန်တော်ရဲကုန်းဘက်ကနေပတ်ပြီးတော့ဟိုဘက်ကနေဝိုင်းပြီးတော့တုံးတက်ကိုဒဲမတက်တော့ဘဲနဲ့ညာဘက်ချမ်းပေါ့နော်ညာဘက်ချမ်းနေပန်းပြီးတော့မှတက်တဲ့စစ်ကြောင်းကြောင်းလည်းရှိတယ်အဲ့စစ်ကြောင်းရှိတယ်အဲ့တော့အဲ့စစ်ကြောင်းကတကယ်လို့ပေါက်သွားခဲ့ပေါက်ရင်ဘယ်ကိုပေါက်မလဲကြောက်ခက်ကိုပေါက်နော်ကြောက်ခက်ပေါက်မှာကြောက်ခက်ပေါက်ပြီးရင်ဘယ်ဒီတက်ရမလဲဆိုတော့တီဘောဘိုးတို့ဟိုဘလက်ဒိုးတို့ဘာတို့ညာတို့တွေကိုသူတို့ထပ်ပြီးတော့မှလှန်ပြီးတော့မှတက်ရမယ်အဲ့ဒီခါကျရင်စုံသီးမြိုင်တို့ဘာလို့ဖြတ်အဲ့ဒီခါကျအဲ့ဒီကြောက်ခက်ကြော်သွားရင် DKB နေမြေးကြီးပဲမင်းတို့ပြည်သမျှအကုန်လုံးက DKB တပ်ဖွဲ့ဝင်နေနဲ့ DKB မိသားစုတပ်ဖွဲ့ဝင်နေဆက်နွယ်နေသောလူတွေကြီးပဲနော်တမီးတော်တဲ့လူနဲ့သားတော်တဲ့လူနဲ့တမက်တော်တဲ့လူနဲ့ညီကောင်မောင်နှမတွေအကုန်လုံးကြီးပဲအဲ့ဒီနေရာမှာနေတာအဲ့ဒါကိုသွားပြီးတော့မှရန်တမ်းပြီးတော့ပြစ်ခတ်လို့ထက်ထီးတဲ့ခါကြလို့ရှိရင်တော့တော်တော်ရှစ်တက်ကတော့တော်တော်အခြေအနေဆိုးမဲ့အနေထားမျိုးတော့တွတ်တွေ့ရတယ်လို့ပြောချင်တာပေါ့နော်အားကြောင့်မလို့ကျွန်တော်ဒီနေ့တင်ဆက်ခဲ့တဲ့သတင်းထဲမှာတော့ဟိုပြေတော့စစ်ကားအစီးရာခဏန်းလောက်ရောက်နေပြီတက်မ95ကတော့ရခိုင်ကိုပြန်ထိုးတော့မယ်အနေထားမျိုးတွတ်တွေ့ရပါတယ်ပြီးတော့နောက်တစ်ခုကတော့ဒီ DKB နဲ့ပတ်သက်လို့လဲဘယ်လောက်တိခတ်နိုင်မလဲဗျာဘယ်လောက်တိခတ်နိုင်တိခတ်တာ
နေပြီးတော့လာခဲ့ဆိုလဲသွားပြီးသွားပြီဟာဟိုလိုလှုပ်ပြီးပါဆိုလဲလှုပ်ပြီးသွားပြီဒီလိုလှုပ်ပြီးပါဆိုလဲလှုပ်ပြီးသွားပြီဟာဟိုလိုဆောင်ရွက်ပြီးပါဒီလိုဆောင်ရွက်ပြီးပါနဲ့စကလုံးလှလှလေးတွေနဲ့လာပြီးတော့မှဟိုပြိုင်ကားလှလှလေးနဲ့လာချုပ်တာပေါ့နော်ပြိုင်ကားလှလှလေးနဲ့လာချုပ်တဲ့အခါကျတော့လေဒါဘလင်းဘလင်းနဲ့ဖြစ်ကုန်တော့မဲ့အနေသားမျိုးတော့တွတ်တွေ့ရပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒါ DKB ကတော့ဒီချီကကျွန်တော်တို့တော်လန်ရေးရတယ်ကျွန်တော်တို့ပြောရှင်းရှင်းလေးခင်ဗျာဒီချီမမစော်ရင်မစော်နဲ့တော့ဒီချီမတော်လန်ရေးနဲ့မပိုင်ပါမနေနဲ့တော့နော်မရှိတော့နောက်တစ်ချိန်တော်လန်ရေးတော့မရှိတော့နော်နောက်တစ်ခါကြမှာကွာငါတို့မီးစင်ကြီးကကြမယ်ဆိုတဲ့ဟာတော့ဒီတစ်ချိန်မှခင်ဗျာမလုံးရင်လည်းလုံးမနေနဲ့တော့အဲ့တော့ပြောတာတော့ရှင်းရှင်းလေးပေါ့နော်အဲ့တော့ဒီတစ်ချီမှာပဲဝိုင်းညဝန်းညပါဘူးဒီတစ်ချီဆိုတော့ဝိုင်းရဝန်းရမယ်ဆိုတော့စိတ်ကိုသူတို့ခေါင်းနဲ့ရောက်သွားတဲ့နေ့ခင်ဗျာချစ်တဲ့တကယ်ဖင်မွေးပြောင်ပြီဆိုတဲ့ဟာကိုပြောကြရင်လည်းကျွန်တော်တို့ရဲ့ဒီနေ့သတင်းသုံးသပ်ချက်လေးတော့ဒီမှာပဲညီကုန်းချုပ်ပြတယ်ဗျဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်